အားလုံးပဲမင်္ဂလာပါရှင် Trend High Property Page ကနေကြိုဆိုပါရစေဒီနေ့မှာတော့မေကြီးကတောင်တကုံမြို့ရဲ့လူကြိုက်များတဲ့လော်ကားလမ်းမကြီးကြောကမှာရှိတဲ့သုံးထပ်တိုက်လုံးချင်းလေးနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါရဲ့ရှင်ဒီအိမ်လေးကကြတော့ပေ20ပေ60ပါမစ်မြေပေါ်မှာဆောက်ထားတာဖြစ်ပြီးအထက်ကတော့သုံးထပ်ပါပါရဲ့ရှင်ဝင်ချင်းမှဆိုလို့ရှိရင်တော့သူကအဖြူရောင်နဲ့ရွှေရောင်ကိုသုံးပေးထားတဲ့တမန်တကားတွေတက်ပေးထားတာဖြစ်ပြီးသူ့ရဲ့ပုံစံကကြတော့တကယ်နန်းတော်ရဲ့တကားဝါနဲ့တော်တော်လေးကိုမှဆင်နေရှင်အထဲထဲကိုဝင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့တော့ဒီခြံဝင်းထဲမှာဆိုလို့ရှိရင်တော့ကားနဲ့စီစာရက်လို့ရမယ်မြေပုံနေရာပါရှိတာလည်းဖြစ်ပါရဲ့ရှင်။ဒါမှတော့ဒီဘက်မှာဆိုလို့ရှိရင်တော့ပန်းပင်လေးတွေစိုက်လို့ရမယ်ခါတဲ့ area လေးလည်းပါပါရဲ့ရှင်။ဒီအိမ်လေးကကြတော့သူကလုံခြုံရေးပိုင်းမှာအဓိကထားပြီးတော့စောက်လုပ်ပေးထားတာဖြစ်တဲ့အတွက်လူတရက်စာထက်မြင့်တဲ့ဥဒတိုင်းခတ်ပေးထားပြီးတော့သူ့ရဲ့အပေါ်မှာဆိုလို့ရှိရင်လည်းတန်ဆူလိတ်တွေကိုနှစ်ထပ်ပေါ့နော်ပတ်လေးတက်ပေးထားတာကိုလည်းတွေ့ရရဲ့ရှင်။လုံခြုံရေးပိုင်းမှာတော့တော်တော်လေးကိုစိတ်ချရပါရဲ့ရှင်။နိုင်ရန်ဒီဆိုလို့ရှိရင်လည်းသူကအဖောင်းကြွကြောက်ပြားလေးတွေကိုတုံးပြီးတော့အလားဆင်ပေးထားတာဖြစ်တဲ့အတွက်သူကရေဆိုလို့ရှိရင်လည်းပေါ့နော်ဒီစီသားတွေကွာတာပျက်စီးတာမျိုးမဖြစ်တော့ဘူးပေါ့နော်အိမ်တက်အိမ်လုံးကိုသူကဒီကြောက်ပြားအဖောင်းကြွလေးနဲ့အလားဆင်ပေးထားရဲ့ရှင့်။ဘာလို့ channel ကနေဝင်လိုက်မယ်ဆိုလို့ရှိရင်နော်တန်ပန်းတကားတစ်ထပ်တက်ပေးထားရပေါ့နော်ဒီတန်ပန်းတကားဆိုလို့ရှိရင်လည်းတော်တော်လေးကိုတောင့်တင်ပေးမှခိုင်ပါရဲ့ရှင့်။အတွင်းထဲမှာဆိုလို့ရှိရင်တော့ကြွေပြားတွေခင်းပေးထားတယ်ပြီးလို့ရှိရင်ကျွန်းတကားတစ်ချက်ပါပါမယ်ရှင့်။သူ့ရဲ့လက်ကင်ဆိုလို့ရှိရင်လည်းသူက glitter လေးတွေထည့်ပေးထားတဲ့အတွက်တလက်လက်နဲ့တောက်ပါနေရရှင့်ဖုန်းထဲမှာကျတော့သူတိတ်မပေါ်ဘူးပေါ့နော်အပြင်မှာဆိုလို့ရှိရင်တော့ပူလာရရှင့်တအိမ်လုံးကိုကျတော့သူကကြွေပြားအပြည့်ခင်းပေးထားတယ်ကြွေပြားတွေဆိုလို့ရှိရင်လည်းသူကနှစ်ပေကြွေပြားအချက်ကြီးကြီးတွေကိုတက်ပေးထားရရှင့်ဘီတကားတွေဆိုလို့ရှိရင်လည်းသူကတန်ပန်းနေရအစားတစ်ခါလေးတက်ဆင်ထားပေးသားဆိုတော့ဘာမှထပ်ပြီးတော့တက်စရာမလိုတော့ဘူးပေါ့နော်ပြီးလို့ရှိရင်ရှောက်လန်းနေဆိုလို့ရှိရင်လည်းမီဆိုင်အလှလေးတွေကိုတက်ပေးထားရရှင့်ညီမတို့ဒီဧကန်းမှာဆိုလို့ရှိရင်စီလင်မီဆိုင်အလှလေးတွေကိုတုံးပေးထားတယ်ပြီးလို့ရှိရင်ကြွေပြားအပြည့်ကပ်ပေးထားရရှင့်ပြီးလို့ရှိရင်နယံကပ်ပေါ့နော် TV စင်လေးတွေနဲ့ wall light ပေါ့နော် wall အလှဆင်ထားတဲ့ဟာလေးတွေပါပါတယ်ရှင့်ညီမတို့ဒီဧကန်းကနေရှောက်လာလိုက်မယ်ဆိုလို့ရှိရင်ရှောက်လန်းတောက်ရှောက်မှာဆိုလို့ရှိရင်မီဆိုင်အလှလေးတွေပါမယ်စီလင်လေးတွေအလှဆင်ပေးထားမယ်ဒီမှာဆိုလို့ရှိရင်လည်းမီနီဘာကောက်နာပုံစံမျိုးလေးပါတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီဘက်ဘီမှာကျတော့နယံအပြည့်ကပီနက်စင်လေးတွေတက်ပေးထားရရှင်ဒီမှာဆိုလို့ရှိရင်စာအုပ်စင်အနေနဲ့သုံးလို့ရတယ်လို့မျိုးပေါ့နော်ဒီအလှစင်ပစ္စည်းလေးတွေထားမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်ရှင်ညီမတို့ဒီရှောက်လဲဒီဘက်ချမ်းမှာဆိုလို့ရှိရင်တော့ဒဘယ်ဘရွန်တခန်းပါပါတယ်ရှင်ဒီဒဘယ်ဘရွန်အခန်းထဲမှာဆိုလို့ရှိရင်တော့ကြွေပြားအပြည့်ခင်းပေးထားတယ်ပြီးလို့ရှိရင်မျက်နှာချက်မှာဆိုလို့ရှိရင်လည်းမီဆိုင်အလှလေးတက်ပေးထားရရှင်ဒါလေးကကျတော့တပယ်ဘရောအခန်းလေးပါရှင်ဒီအခန်းကနေထွက်လိုက်မယ်ဆိုလို့ရှိရင်ဒီဘက်ဘေးမှာဆိုလို့ရှိရင်တော့မီးဖို့ချောင်းရှိပါတယ်ရှင်မီးဖို့ချောင်းမှာဆိုလို့ရှိရင်လည်းသူကရေဆိုရင်မချော်တဲ့ကြွေပြားလေးတွေခင်းပေးထားတယ်ပြီးလို့ရှိရင်ဒီဘက်မှာဆိုရင် kitchen counter ပါပါတယ်ရှင်အောက်မှာဆိုလို့ရှိရင်လည်း kitchen cabinet လေးတွေပါတက်ဆင်ပေးထားရရှင်အပေါ်မှာဆိုလို့ရှိရင်လည်းစင်လေးတွေပါတယ်ပေါ့နော်ဒီဟာကျတော့နောက်ဘေးကိုထွက်လို့ရတဲ့တကားလေးပါရှင်နောက်ဘေးကိုထွက်တဲ့တကားလေးဆိုလို့ရှိရင်လည်းသူကတန်ပန်းအစားတက်ပေးထားရရှင်ဒီဘက်မှာဆိုလို့ရှိရင်တော့ဒီကွန်မွန်အသုံးပြုလို့ရမယ်ရေချိုခန်းအိမ်သားလေးပါပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်ကြွေပြားခင်းပေးထားရဲကြွေပြားကပ်ပေးထားရဲပြီးလို့ရှိရင်ပိုးထိုင်းပေးစင်းနဲ့ရှာဝါစတန်လေးတွေပါပါတယ်ရှင်အဲ့တော့မိဖို့ကြောင်ကိုပြပြီးသွားပြီဆိုတော့အပြင်ဘက်လေးတစ်ချက်ထွက်ပြီးတော့ကြည့်ကြည့်လိုက်မယ်ရှင်အဲ့တော့မိဖို့ကြောင်ကနေထွက်လာလိုက်ပြီဆိုလို့ရှိရင်တော့ဒီဘက်ဘေးမှာဆိုလို့ရှိရင်ကျွန်းပါကီအပြည့်ခင်းပေးထားရဲလေကားလေးရှိမယ်ပေါ့နော်လေကားမှာဆိုလို့ရှိရင်လည်းသူကဒီမီဆိုင်အလှလေးတွေတက်ပေးထားတယ်ပြီးလို့ရှိရင်နိုင်ရန်မှာဆိုလို့ရှိရင်လည်းပကြီးကားတစ်ချက်ချိတ်ထားတဲ့အတိုင်းပေါ့နော်သူကြွေပြားတွေကိုအလှစင်ပုံဖော်ပြီးတော့ကပ်ပေးထားရဲ့ရှင့်အဲ့တော့ဒီလေကားကနေတက်လာလိုက်ပြီဆိုလို့ရှိရင်တော့ဒုတိယထပ်ကိုရောက်ပါပြီရှင့်ဒုတိယထပ်မှာဆိုလို့ရှိရင်တော့ညီမတို့ဒီပေါ့နော်တက်လာခြင်းမှာဆိုလို့ရှိရင်တော့ဖျားကန်းနေနဲ့သုံးလို့ရမယ်အခန်းတစ်ခန်းပါမယ်ပြီးလို့ရှိရင်မီဆိုင်အလှလေးတွေတက်ပေးထားတယ်မျက်နှာချက်ဆိုလို့ရှိရင်လည်းအလှစင်ပေးထားပါရဲ့ရှင့်ရှောက်လန်းကနေတက်ရှောက်လာလိုက်ပြီဆိုလို့ရှိရင်တော့ဒီဘက်မှာဆိုရှင်မာစတာဘတ်ရောအခန်းတစ်ခန်းပါပါတယ်ရှင်ဒီမာစတာဘတ်ရောအခန်းထဲမှာဆိုလို့ရှိရင်တော့သူကရေချိုခန်းအိမ်သာတည်တံ့တစုံပါရပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းဒီဘေးစင်ကောင်တာလေးကအစားပါပါတယ်ရှင်ဒါလေးကကြတော့မာစတာဘတ်ရောအခန်းလေးရဲ့ရေချိုခန်းအိမ်သာလေးပါရှင်ဒီမှာဆိုလို့ရှိရင်တော့ကြွေပြားခင်းကြွေပြားကပ်ပေးထားရပေါ့နော်မီဆိုင်နေရကြတော့သူကတခန်းနဲ့တခန်းမတူအောင်ပေါ့နော်ဒီဇိုင်းအစမ်းလေးတွေတုံးပြီးတော့အခန်းတိုင်းမှာတက်ပေးထားတာကိုတွေ့ရတယ်ရှင်ဒီခန်းလေးကနေထွက်လိုက်ပြီဆိုလို့ရှိရင်တော့ဒီဘက်ဘေးမှာဆိုလို့ရှိရင်နောက်ထပ် master bedroom တစ်ခန်းရှိပါမယ်ရှင်ဒီခန်းမှာဆိုလို့ရှိရင်ဘတ်တက်လေးပါပါတယ်ရှင်ဒီ master bedroom အခန်းလေးကကြတော့ဆောနာအခန်းထပ်ပို့ပြီးတော့မှကျဲတယ်ပြီးတော့အထဲထဲမှာဆိုလို့ရှိရင်ပါကီအပြည့်ခင်းပေးထားရပေါ့နော်အပေါ်မှာဆိုလို့ရှိရင်တော့မီဆိုင်အလှလေးပါသုံးပေးထားရပေါ့နော်တော့ဒီရှောက်လန်းကနေရှောက်လာလိုက်ပြီဆိုလို့ရှိရင်တော့ဒီဘက်ဘေးမှာဆိုလို့ရှိရင် master bedroom တစ်ခန်းပါပါတယ်ရှင်
ဒီ master bedroom အခန်းထဲမှာဆိုလို့ရှိရင်တော့ပါကီအပြည့်ခင်းပေးထားတယ်ဒီဘက်မှာဆိုလို့ရှိရင်တော့ရေချိုးခန်းအိမ်သားတည်တံ့ပါပါတယ်ရှင်ပေါ်မှာဆိုလို့ရှိရင်တော့မီဆိုင်အလားလေးတွေကိုတုံးပြီးတော့တက်ပေးထားတယ်ဟုတ်ဒီမှာဆိုလို့ရှိရင်တော့ကြွေပြခင်းပေးထားတယ်ကြွေပြအပြည့်ကပ်ပေးထားတယ်ပိုးထိုင်းပေးစင်နဲ့ shower stand လေးတွေပါပါတယ်ရှင်နောက်ဒီ master bedroom အခန်းလေးကကြတော့တည်တံ့ပေါ့နော်ဝရဏလေးလည်းပါပါတယ်ရှင်ဒီအပြင်မှာဆိုလို့ရှိရင်ဒီမသုံးတော့တဲ့ပစ္စည်းတွေကိုပေါ့နော်အပြင်ထုတ်ပြီးတော့ထားလို့ရမယ်နောက်သူ့ဝရဏလေးကတော်တော်လေးကိုမှကျဲဝန်းပြီးတော့ဝိတ္တိပါးလမ်းမဲ့ဆိုလို့ရှိရင်လည်းအဆင်ပြေရဲ့ရှင်ဒါတော့ဒီဒုတိယထပ်လေးကိုပြပေးသွားပြီဆိုတော့တတိယထပ်လေးကိုတစ်ဆက်လိုက်ပြပေးမယ်ရှင်လီကားခွင်အားကြတော့ကျွန်းပါခီခင်းပေးထားတဲ့နယန်ဒီဆိုလို့ရှိရင်လည်းကြွေပြအလှလေးနဲ့ပကြီကားဒီဇိုင်းလေးဖော်ပေးထားရဲ့ရှင်ဒီမှာတော့ဒီတတိယထပ်မှာကြတော့ master bedroom အခန်းပါပါတယ်ရှင်ဒါလေးကကြတော့တတိယထပ်အခန်းရဲ့ master bedroom အခန်းလေးပါရှင်ဒီအခန်းမှာဆိုလို့ရှိရင်တော့သူကတခြား master bedroom အခန်းနဲ့မတူတာကြတော့ဘတ်တက်လေးပါပါတယ်ရှင်ဒါကကြတော့သူ့ရဲ့ရေချိုးခန်းအိမ်သားလေးပါရှင်ဒီမှာဆိုလို့ရှိရင်တော့ကြွေပြရဲ့အပြည့်ခင်းပေးထားတယ်ကြွေပြအပြည့်ကတ်ထားပြီးတော့ဘတ်တက်လေးပါတယ်ရှင်ဒီဘက်ဘေးမှာကြတော့ shower stand နဲ့ဘေးစင်လေးပါရပေါ့နော်မကြီးတော့အခု master bedroom အခန်းတစ်ခန်းကိုလိုက်ပြပေးသွားပြီဆိုတော့ဒီအိမ်ရှိဘက်ဝရဏလေးကိုတစ်ချက်လိုက်ပြပေးမယ်ရှင်ဒါလေးကကြတော့ဒီအိမ်ရှိဝရဏလေးပေါ့နော်ဒီအိမ်ရှိဝရဏလေးဆိုလို့ရှိရင်သူကကြကြဲဝန်းဝန်းလေးရှိတယ်ဝိတ္တိပိုင်းလမ်းမဲ့ဆိုလို့ရှိရင်လည်းတော်တော်လေးကိုမှအဆင်ပြေရဲ့ရှင်နောက်ဘေးဘက်ပတ်လည်မှာဆိုလို့ရှိရင်လည်းညမီအိမ်လေးတွေကိုပါတက်ပေးထားတာတွေ့ရပါတယ်ရှင်အဲ့တော့ဒီလေကားရဲ့အပေါ်တက်မှာပါရှိလဲဆိုတာကိုတစ်ချက်တက်ကြည့်လိုက်မယ်ရှင်အဲ့တော့ဒီလေကားရဲ့အပေါ်ထပ်မှာဆိုလို့ရှိရင်တော့လောဝ hall type ပုံစံမျိုးပေါ့နော်ဒီ rooftop တစ်ခုလုံးကို hall ပုံစံမျိုးလုပ်ပေးထားတယ်ဒီနေရာလေးကကြတော့လောဝ garden area လုံးမဲ့ဆိုလို့ရှိရင်အရန်ကိုအဆင်ပြေတဲ့နေရာလေးပါရှင်ဒီအပေါ်ထက်ကနေဆိုလို့ရှိရင်ဒီပေါ့နော်ဒီဘေးပတ်လေကရှုခင်းကိုတေချာလေးကောင်းကောင်းမြင်ရရဲ့ရှင်ဒီဘက်မှာဆိုလို့ရှိရင်တော့ဒါလေးကတက်အိမ်လုံးအသုံးပြုလို့ရမယ်ရှီတိုင်ကြီးလေးပါရှင်မြေကြီးခုလိုက်ပြပေးသွားတဲ့အိမ်လေးကကြတော့လော်ကာလမ်းမကြီးကြောကမှာရှိတဲ့ပေ20ပေ60 3တက်တိုက်လုံးချင်းလေးပဲဖြစ်ပါတယ်ရှင်ဒီအိမ်လေးရဲ့ရောင်စီကကြတော့39,200ဖြစ်ပြီးတော့တကယ်လို့မှစိတ်ဝင်စားရဆိုလို့ရှိရင်အခုဖော်ပြပေးထားတဲ့ဖုန်းနံပါတ်တွေကိုဆက်သွယ်ပြီးတော့အသေးစိတ်မေးမြန်းလို့ရပါတယ်ရှင်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်